Computer power ခလုတ်ကိုနှိပ်လိုက်တဲ့အခါတိုင်းနောက်ွယ်မှာဘာတွေဖြစ်သွားလဲဆိုတာစဉ်းစားဖို့ကြလားတော်လောင်မှုဖြစ်စီဒါမှမဟုတ် storage ဆိုတာအခန်းလို့ကြီးတစ်ခုလို့ထင်ရပါမယ်တကယ်တော့အဲ့ဒီထဲမှာတေးသေးချာချာ pretty ဆောက်ထားတဲ့ဇုံခွဲခြားမှုတွေရှိနေပါတယ် power ဖွင့်လိုက်တာနဲ့ချက်ချင်းအသက်ဝင်လာတဲ့ဒီမမြင်ရတဲ့တိဆော့ပေါ်ကြောင်ကိုအခုအသေးစိတ်လေ့လာကြည့်ကြအောင် ဒီရှုပ်ထွေးတဲ့နောက်ွယ်ကအပိုင်းတွေကိုလွယ်လွယ်ကူကူနားလည်နိုင်ဖို့အပိုင်း၄ပိုင်းနဲ့ထားကြပါမယ်။ဘူလိုဒါရဲ့ခန်းကနာ MBR နဲ့ GPT ပါကွာလဲအခြေခံ partition အမျိုးအစားတွေနဲ့နောက်ွယ်ကအထူး partition တွေအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ boot loader ရဲ့အခန်းကဏ္ဍကိုစကြည့်လိုက်ရအောင် ကွန်ပျူတာဖွင့်လိုက်တဲ့ပထမဆုံးစက္ကန့်ပိုင်းလေးတွေမှာဘာတွေဖြစ်သွားလဲအဆင့်သက် power ခလုတ်နှိပ်လိုက်တယ်ချက်ချင်းပဲအဆင့်နှစ်မှာ firmware ကနေ hardware တွေအားလုံးအဆင့်ပြေလားဆိုတာကို POSD လုပ်ငန်းစဉ်နဲ့အရင်ဆုံးစစ်ဆေးပါတယ်အားလုံး okay ပြီဆိုရင်တော့အဆင့်3အနေနဲ့အလွန်ရေးခီးတဲ့ boot loader ကိုစတင်ရှာဖွေပါတော့တယ် ဆိုတော့ boot loader ဆိုတာဘာကြီးလဲပေါ့သူက operating system မှာနဲ့ storage format ထည့်ပေးထားတဲ့တင်ခဲ့တဲ့ညွှန်ကြားချက်လေးတစ်ခုပါတင်ခဲ့တယ်ဆိုပြီးねသူကစနစ်တစ်ခုလုံးကိုအသက်သွင်းပြီး operating system စီကိုအလုံးစုံလွှဲပြောင်းပေးလိုက်တဲ့အဓိကအသက်သွေးကြော်လေးဖက်ပါတယ် အခုအပိုင်းနဲ့ MBR နဲ့ GPT-9 ရှင်ချက်ကိုဆက်သွားကြမယ်။အဟောင်းနဲ့အသစ်ဘာတွေကွာသွားလဲကြည့်ကြရအောင် စိတ်ဝင်စားစရာကိန်းဂဏန်းတစ်ခုရှိတယ်အဲ့ဒါကတော့2 terabytes ပါဟိုရင် MBR နဲ့ BIOS စနစ်ဟောင်းတွေမှာအကြီးမားဆုံးအားနည်းချက်ကအများဆုံး2 terabyte အထိပဲတည်နိုင်တာပါဥပမာ3 terabyte ရှိတဲ့ hard drive ကြီးထပ်ထားရင်တော့ပေါ်နေတဲ့နေရာတွေကိုလုံးဝသုံးလို့မရအောင်လေဒါကအဲ့ဒီ kit ကတော်တော်လေးကိုကြီးမားတဲ့ကန့်တက်ချက်ကြီးဖြစ်ခဲ့ပါတယ်ဒါပေမဲ့ခင်မီစနစ်ဒီမှာကြတော့18 exabyte ဆိုတဲ့ပမာဏကြီးကိုရောက်လာပါတယ်စဉ်းစားကြည့်နော်အရင်2 terabytes နဲ့ရှင်ရင်ဘယ်လောက်တောင်ကွာခြားသွားလဲခင်မီ GPT နဲ့ UEFI စနစ်ဒီကဒီလောက်ထိကြီးမားတဲ့ပမာဏကိုထောက်ပံ့ပေးလိုက်နိုင်တဲ့အတွက်စနစ်အဟောင်းတွေရဲ့ကန့်တက်ချက်တွေကိုအပိတိုင်ဖြည့်ရှင်းပေးလိုက်နိုင်ပါပြီ MBR နဲ့ GPT ဘာတွေကွာတဲ့ဆိုရင်အဓိက redundancy လို့ခေါ်တဲ့အရန်သိမ်းဆည်းမှုစနစ်ပါပဲ MBR မှာကအရေးကြီးတဲ့ data တွေကိုမိတူတစ်ခုတည်းပဲတင်ထားတော့ပြတ်သွားရင်စက်ကဘူးမတက်တော့ဘူး GPT ကကြတော့အဲ့လိုမဟုတ်ဘူး data တွေပြတ်သွားရင်တောင်ပြန်ယူလို့ရအောင် disk ရဲ့အဆုံးမှာအရန်မိတူတစ်ခုအမြဲတင်ထားပေးပါတယ်တော်တော်လေးကိုစိတ်ချရတယ်ပေါ့နော် ဆက်ပြီးအပိုင်း3 fit တဲ့အခြေခံ partition အမျိုးအစားတွေအကြောင်းကိုလေ့လာကြည့်ကြရအောင် ဒီ drive တီကိုဘယ်လိုအခန်းလေးတွေခွဲထားလဲဆိုတာကြည့်လိုက်ရင်ပထမဆုံး primary partition ကိုတွေ့ရမယ်သူက operating system ကိုတိုင်းရ install လုပ်ပြီး boot တက်နိုင်တဲ့အဓိကနေရာပါရှင်းရှင်းလေးပါပဲဒါပေမဲ့စောစောကပြောခဲ့တဲ့ MBI စနစ်ဟောင်းတွေမှာဆိုရင် drive တစ်ခုမှဒီလို primary partition ၄ခုပဲအများဆုံးခွဲခွင့်ရှိတယ်ဆိုတဲ့ကန့်သက်ချက်ကြီးရှိနေပြန်ရောဒီတော့အဲ့ဒီ partition ၄ခုပဲရမယ်ဆိုတဲ့ကန့်သက်ချက်ကို engineer တွေဘလို့ညံတော့ပြီးကြော်လာခဲ့လေဒီလားသူတို့က primary partition ၄ခုထဲကနေရာတစ်ခုအစားထိုးပြီး extended partition ဆိုတဲ့ container ကြီးတစ်ခုဖန်တီးလိုက်တယ်အဲ့ဒီ container ကြီးထဲမှာ logical partition ဆိုတဲ့ခန့်ငယ်လေးတွေအများကြီးထပ်ခွဲပြီးတုံးကြတာပေါ့ဒါမှတတိထားမှာတစ်ခုကအဲ့ဒီ logical partition တွေကနေတော့တိကျ boot တက်လို့မရပါဘူးအခုနောက်ဆုံးအပိုင်းဖြစ်တဲ့အထူးနောက်ခံ partition များအကြောင်းကိုဆက်တော်လိုက်ကြစို့စနစ်တွေတည်ငြိမ်ဖို့နောက်ွယ်ကနေအလွတ်လွတ်ပေးနေတဲ့နေရာတွေရှိပါတယ်ပထမဆုံး EFI system partition ဒါမှမဟုတ် ESP ပေါ့သူကတင်းငယ်ပေးမဲ့အရန်ကိုရေးပါပါတယ်ခင်မီ firmware တွေဖွင့်လိုက်တာနဲ့ဒီဖုန်းကွယ်ထားတဲ့ partition ကိုအရင်ဆုံးဖတ်တာပါအထူးသဖြင့် OS တစ်ခုထဲမှာကသုံးတဲ့ dual boot လို့စနစ်တွေမှာဆိုရင်လိုအပ်တဲ့ boot file တွေကိုတိုးလောင်ပေးထားလို့မရှင်းဖြစ်ကိုသုံးဝင်တာပါ ဒီလိုမျိုးစဉ်းစားကြည့်အောင် RAM ကိုအလုပ်လုပ်နေတဲ့ software တစ်ခုလို့မြင်ကြည့်ပါစာရွက်စာတမ်းတွေများလာလို့ software ပေါ်မှာနေရာမရှိတော့ဘူးဆိုရင် computer crash မရှိတော့အောင်လောလောဆယ်မသုံးသေးတဲ့ file တွေကို swap partition ဆိုတဲ့အရေးပေါ်နေရာလေးစီခဏရွှေ့ထားလိုက်တယ်အဲ့လိုရွှေ့လိုက်မှ software ပေါ်မှာနေရာလွတ်ပြန်ရပြီးအလုပ်ဆက်လုပ်လို့ရသွားတာပေါ့ နောက်ထပ်အရန်စိတ်ဝင်စားစရာကောင်းတာက recovery partition ပါသူ့အကောင့်တော့ဖုန်းထဲမှာခွတ်ထားတဲ့အပေါ်တားရတစ်ခုလို့သဘောထားလို့ရတယ်နေတိုင်းတော့မတုံးရဘူးမျက်စိနဲ့လည်းမမြင်ရဘူးဒါပေမဲ့စနစ်ကြီးတစ်ခုလုံးချိုယွင်းသွားတဲ့အရေးပေါ်အချိန်မျိုးရောက်လာရင်တော့တကယ်ကိုမရှိမဖြစ်တဲ့အသက်ကယ်ဆေးပါပဲဒီပေါ်တားရထဲမှာပါတယ်ပါလဲဆိုရင်အဓိက operating system ရှိတဲ့ C drive မှာ virus ဝင်တာပဲဖြစ်ဖြစ်ကြီးမားတဲ့ပြဿနာတစ်ခုခုတက်တာပဲဖြစ်ဖြစ်ဒီ recovery partition ကတိကျအခါမှရှိနေတော့ဘာမှမဖြစ်ဘူးကွန်ပျူတာကဖွင့်မရတော့ဘူးဆိုရင်သူ့အလုပ်လုပ်လာပြီးအမားတွေကို skin ဖတ်မယ်ချိုရင်းနေတဲ့ update တွေကိုပြန်ဖြတ်မယ်လိုအပ်ရင်ကွန်ပျူတာတစ်ခုလုံးကိုအတစ်တစ်တိုင်းပြန်လဲ reset လုပ်ပေးနိုင်တဲ့အထိအစွမ်းထက်တဲ့ ကိရိယာတွေသူ့စီမှာလုံးလုံးချွင်ရှိနေပါတယ်ပြီးတော့ MSR လို့ခေါ်တဲ့ Microsoft Reserve Partition ကိုလည်း channel ခဲ့လို့မဖြစ်ဘူးသူကမြင်လဲမမြင်ရသလိုကိုယ်လည်းလည်းဝင်သုံးလို့မရဘူးဒါပေမဲ့ basic disk ကို dynamic disk အဖြစ်ပြောင်းလဲတာမျိုးလိုမျိုးနောက်ခွဲကရှုပ်ထွေးတဲ့ disk လုပ်ငန်းစဉ်တွေချောမွေ့စွာအလုံးလုံးနိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နေရာလေးတစ်ခုကိုဖန်တီးပေးထားတာဖြစ်ပါတယ်
ဒီကြောင့်ရတဲ့အားလုံးကနေအဓိကသိစေချင်တာကတော့ drive တစ်ခုဆိုတာပစ္စည်းတွေထည့်ထားတဲ့ဖုန်းလွှဲကြီးတစ်ခုမဟုတ်ဘူးဆိုတာပါပဲတကယ်တမ်းကျတော့သူကအခန်းငယ်လေးတွေအများကြီးနဲ့ဖွဲ့စည်းထားပြီးစက်ကြီးတစ်ခုလုံးအဆင်ပြေပြေလဲပတ်နိုင်ဖို့နောက်ွယ်ကနေ take six စွာအဆက်မပြတ်အလုံးလုံးပေးနေတဲ့တကယ်ကိုအသက်ဝင်နေတဲ့ gear စနစ်ကြီးတစ်ခုဖြစ်ပါတယ် ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်ခြားထားခဲ့ခြင်းပါတယ်နေ့စဉ်နဲ့အမျှအလွယ်တကူအသုံးပြုနေတဲ့ဤပညာတွေရဲ့နောက်ွယ်မှာဒီလိုမျိုးတိတ်ဆိတ်စွာအလုံးလုံးနေတဲ့ရှုပ်ထွေးလာတဲ့စနစ်တွေဘယ်လောက်တောင်များပြားနေအောင်လဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဤပညာအကြောင်းအရာတွေကိုဆက်လက်လေ့လာနိုင်ဖို့အမြဲတမ်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော်